သစ္စာဆောင်ကခန်းနံပါတ်1 2 3မှာနေတယ် လုံးဝဖြစ်နိုင်တော့ငိမ့်ညံ့ သူမျက်နှာကိုမြင်လိုက်ရတဲ့နာလေးတွေဖြစ်ပေါ်လာတဲ့ချစ်တရားဒီတန်တရားမဆုံးသေးတည်မြဲနေမယ်ချစ်မှုပေါ့ ကိုချစ်နေတဲ့မိန်းကလေးတယောက်ကိုဘာမှမကြိုးစားပဲဒီတိုင်းလေးပဲထိုင်ကြည့်နေရမှာလား တခြားရွေးချယ်စရာနီလန်လည်းမရှိတော့တစောင်းမိတစောင်းဆွဲကောင်းကောင်းနဲ့ဆက်ပြီးရေးဖို့နေကြတာပါ လုံးဝမဖြစ်နိုင်ပါဘူးရှင်တဲ့ ရှင်လိုချင်တဲ့အဖြေကိုကျမပေးလိုက်ပါပြီကျမအဖြေပေးတဲ့အကြောင်းဘယ်သူမှမပြောပါဘူး တငါ့ကိုပြေးပေးရပဲ ကျွန်တော်သူ့ကိုဘာပြောရမှန်းမသိလို့ဘာမှမပြောပါဘူးသူကလည်းဘာဆိုဘာမှပြန်မပြောဘူးကျွန်တော်နဲ့သူငယ်ဟာဘာဒီမှလည်းမသိပါဘူး ဒီပစိုးဝင်လာမယ်ထင်တာပဲ ဘာမတင်စရာရှိလို့လဲဟိုနေ့ကဟိုပစိုးဆိုတော့ဒီနေ့ကဒီပစိုးပေါ့ ငါတလောက်တီးတီးချာချာကြိုးစားထားရဲ့သားနဲ့ကွာဟိုကွာလဖိုင်းမဝင်ဘူးလေ နိုင်နေပါရဲ့သဘောတူဖို့ကလေမောင်တက်ကတူမှာကွာလာဖိုင်းဝင်ပြီးတော့ဆရာဖြစ်ဖို့နီလန်းတစ်ခုပဲရှိရ လွယ်မောင်းကိုပေးခဲ့တဲ့အချစ်ကမောင်းတို့အမြင့်ဆုံးဆုလက်ပါ ကြောင်မီဆိုတဲ့ရွာကမူလာတန်းကြောင်လေးမှာအလေတန်းပြဆရာဖြစ်ခတ်ပေးလိုက် ကျွန်တော်ကဒီเจ้าကိုယာယီเจ้าတာဝန်နဲ့ပြောင်းလာတဲ့เจ้าဆရာတဲ့ အားလိုက်တာဆရာကြီးကျွန်တော်တို့ကြောင်းပါလေထိုင်ကြကောင်တလုံးမှမရှိဘူး အဲ့ဒါဆိုဆရာတို့ဆရာမတို့ညောင်းတော့ဘာမှ ဟောဒီလိုပဲကလေးတွေစာရေးတဲ့ကောင်ကထိုင်လိုက်တာပဲဆရာ ဒီเจ้าမှာဘာပစ္စည်းမှမရှိလို့ဆရာလည်းဘာမှလက်ခံစရာမလိုဘူးလို့ပြောတာပါဆရာရဲ့ နောက်ဆုံးတော့လေအလူကံဖို့ကိစ္စပဲမှာပြီးဘာမှဖြစ်လာမှာလည်းမဟုတ်ဘူးတပြားမထဲနိုင် ဘာစာမှလုံနေနဲ့ပညာတတ်တော့ဘာလို့လို့ရမှာအချိန်တိုင်းငါလိုပဲထမ်းတတ်ရမှာမလားမိမိကိုကောင်းအောင်ကြိုးစားမည်နော်ပြီးပါတယ်အဲ့ရန်ဖြစ် ကိုဖြစ်နေတာတဲ့ ကလေးတွေကစိတ်တရရသွားလိမ့်မယ် ခမည်းငြိမ်နေတဲ့လူအာနာပါဝါပြရည် လောကမှာညံပြင်းတဲ့တပည့်ဆိုတာမရှိဘူးအပင်ပြညံတဲ့ဆရာဆိုတာပဲရှိတာ ကျမတို့ကညံ့ပြင်းတဲ့ဆရာတွေပေါ့ ခမရအောင်ကြောက်ရေးယူပါလေကြောက်ကခရိုင်ပညာကိုဥအောင်တန်းတယ် ဆရာကြီးလွယ် ငါ့ကိုကျောင်းဆရာအလုပ်ကထွက်ပြီးຫນွေတို့မိသားစုလုပ်ငန်းတွေအားလုံးကိုဦးစီးပြီးလုပ်ပါမယ်လို့ကတိပေးမှာပေးစားမှာတဲ့တင်တင်ရွေးဆိုတာဘာလို့လဲ ဘာလို့မဆိုင်နိုင်လာမေးနေရလဲသူပြည့်ပြည့်ပေါ့မင်းနဲ့မဆိုင်လို့လေ ကျောင်းဆရာအလုပ်ကိုဖတ်တွယ်နေတဲ့မောင်ရွေယူနေတယ်လို့ထင်မိပါ ဆရာတောင်းဝင်လေစောရည်ရွေးပြုတ်ပြောက်သွားလို့ ဒီရွာလုံးရဲ့ကလေးတွေကိုသူ့သားသမီးသတ်မှတ်ထားတာအဲ့ဒါမှကျောင်းဆရာစစ်စစ်စိတ်တမ်း